အခုချိန်ပြပမြန်မာပြည်ကိုပြန်မယ်ဆိုရင်တော့ကျွန်တော်တို့ကိုင်းနေတဲ့ smartphone တွေကိုပေါ့နော်မြန်မာပြည်ကိုလုံးဝတင်မသွားတင်ပါဘူး။ဘာကြောင့်တင်မသွားတင်တာလဲ။တည်သွားရင်ဘာတွေဖြစ်လာနိုင်လဲပေါ့နော်။ဒါလေးကိုကျွန်တော်မိတ်ဆွေတို့ပြောပြပေးပါမယ်။ကျွန်တော်ပြီးခဲ့တဲ့3လပိုင်းတော့မြန်မာပြည်မှာ get ထားတဲ့ပြဿနာရှိတယ်ပေါ့နော်။အဲ့ဒါဘာလဲဆိုရင် CIN ရပေါ့နော်။ကျွန်တော်ဖုန်းထဲမှာပါတဲ့ IM နံပါတ်တွေကို register လုပ်ပေးရတယ်ပေါ့နော်။3လပိုင်းထိတော့ကျွန်တော်တို့ဒီကျွန်တော်မြန်မာပြည်မှာရှိတဲ့ single တွေကိုကိုယ့်ဖုန်းထဲမှာထည့်ပြီးတော့အသုံးပြုနေမယ်ဆိုရင်သူက auto register လုပ်တာပေါ့နော်3လပိုင်းကုန်ကျော်4လပိုင်းကစပြီးတော့ဒီမြန်မာစင်ကထည့်မထားတဲ့ဖုန်းတွေဆိုရင်တော့ကျွန်တော်တို့အခွန်ဆောင်ပေးရမှာပေါ့နော်သူကအခွန်ဆောင်မှုဆိုရင်တော့တန်းပြီးတော့မဆောင်အောင်သူကတစ်လအချိန်ပေးပါတယ်ဥပမာဆိုမိတ်ဆွေတို့ခုချိန်ပေါ့နော်ကျွန်တော်တို့ဒီဖုန်းကိုယူပြီးတော့မြန်မာပြည်ကိုပြန်သွားမယ်ဆိုရင်တော့မိတ်ဆွေတို့1ရက်2ရက်3ရက်နောက်နေမိတ်ဆွေတို့မြန်မာစင်ကထည့်ပြီးတော့အသုံးပြုမယ်ဆိုရင်သူကနေပြီးတော့ register လုပ်ဖို့ဆိုပြီးတော့ SMS မှာစာပို့လိုက်မယ်ပေါ့နော်အဲ့စာပို့တဲ့အချိန်ကစပြီးတော့သူကတစ်လတီပေါ့နော်တစ်လပြည့်တီမိတ်ဆွေတို့ကိုအသုံးပြုခွင့်ပေးတယ်တစ်လအတွင်းမှာမိတ်ဆွေတို့ကခုံမဆောင်မှုဆိုရင်တော့မိတ်ဆွေတို့ IM ရဲ့နံပါတ်ကိုပိတ်ပြလိုက်တာပေါ့နော်ပိတ်ပြလိုက်တဲ့ခါမှာဆိုရင်အဲ့ SIM ကတ်ထဲကိုကျွန်တော်တို့ဒီ SIM ကတ်ပေါက်ထဲကို SIM ကတ်ထည့်ပြီးမှကျွန်တော်သုံးလို့မရတော့ဘူးပေါ့နော် Wi-Fi only ပဲသုံးပြီးလို့ရတာမှာဖြစ်ပါတယ် Okay ဥပမာဆိုမိတ်ဆွေတို့ဒီဖုန်းတွေပေါ့နော် iPhone တွေဆိုရင်ကျွန်တော်အခွန်တားကိုရှောင်းရတာပေါ့နော်10သိန်းတောင်ကျော်တယ်ပေါ့နော် iPhone တွေဆိုရင်ရိုးရိုး Android တွေဆိုရင်တော့တိတ်တော့မများ iPhone ဆိုရင်တော့ကျွန်တော်9သိန်းလောက်ကနေပြီးတော့10သိန်းကျော်ထိရှိပါတယ်ဒါမိတ်ဆွေတို့ဒါလေးသိအောင်လို့ကျွန်တော်ပြပြပေးခြင်းဖြစ်ပါတယ်ဒါတကယ်ဖြစ်နေရပါတော့မိတ်ဆွေတို့ခုချိန်မိတ်ဆွေမြန်မာပြည်ပြန်ရှင်းကတ်ထည့်လိုက်ပြီးဆိုတာနဲ့နောက်ရက်ကြာရင်မိတ်ဆွေတို့ SMS ထဲမှာအခုလိုမျိုးစာလေးပေါ်လာလိုက်မယ်ပေါ့နော်အဲ့စာလေးပေါ်ပြီးတော့မိတ်ဆွေတစ်လပြည့်သွားပြီဆိုရင်တော့မိတ်ဆွေတို့အခွန်တစ်လတွင်အခွန်မဆောင်မှုဆိုရင်တော့မိတ်ဆွေတို့ရှင်းကတ်အပေါက်တွေကိုပိတ်ပြီးမှာပေါ့နော်ပိတ်ပြီးလိုက်ပြီးဆိုရင်တော့မိတ်ဆွေကြိုက်တဲ့ရှင်းကတ်ထဲအင်တာနက်တက်မှာမဟုတ်တော့ပါဘူးဖုန်းနဲ့ခေါ်လို့ရမှာမဟုတ်တော့ဘူးဘာမှလုပ်လို့မရတော့ဘူးပေါ့နော် Wi-Fi only ပဲဖွင့်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကတော့ညီမပြရမယ်ဆိုရင်တော့ဒီဖုန်းကိုရောင်းခဲ့ပြီးတော့ဈေးသက်သာမဲ့ဖုန်းလေးတစ်ခုလောက်ဝယ်သွားမယ်ပေါ့နော်ဝယ်ပြီးကမှဝယ်မှာညီမပြရောက်မှာ iPhone ကန်မယ်ဆိုရင်တော့ iPhone ပြန်ပြီးတော့ဝယ်မယ်ပေါ့နော်လက်ကားနေတော့ကျွန်တော်လုံးဝအခွန်လေးဒလိုင်းပေးစရာအကြောင်းတော့မရှိဘူးပေါ့နော်အဲ့တော့အခွန်ဘယ်လိုစောင်းမလဲဆိုရင်တော့ကျွန်တော် CIN website ထဲမှာကိုယ့်ရဲ့ IM ရဲ့နံပါတ်ကိုရိုက်ပြီးတော့ကျွန်တော်ဒီအခွန်ဆောင်လို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်ပြပြပေးတော့ဘူးအဲ့တော့ဒီမြန်မာပြည်မှာပဲကျွန်တော်ဒီ CIN website ကပဲဝင်လို့ရတာပေါ့နော်ကျွန်တော်ပြပကနေ i website ထဲဝင်ပြီးတော့ကိုဖုန်းရဲ့အခွန်စင်းတော့ဘယ်လောက်လဲဆိုတာဒါမျိုးစစ်လို့တော့မရဘူးပေါ့နော်ကိုကဒီမြန်မာပြည်မှာပြန်ငင်မှာကိုယ့်ရဲ့ဖုန်းကအခွန်ဘယ်လောက်ဆောင်ရနိုင်လဲသိချင်တယ်ဆိုရင်တော့မြန်မာပြည်ကသူကိုကိုယ့်ရဲ့ IM ရဲ့နံပါတ်ပေးပြီးတော့ဒီဖုန်းကအခွန်ဘယ်လောက်ဆောင်နိုင်လဲဆိုတာစစ်ခိုင်းလို့လည်းရတယ်ပေါ့နော်အခွန်ဆောင်မှုကတော့ကျွန်တော်ဒီ KB တွေပါတယ်မြန်မာပြည်ကပေးတွေအကုန်လုံးနဲ့အခွန်ဆောင်လို့ရပါတယ်โอเคအဲ့တော့ဒါလေးကတော့ကျွန်တော်မိတ်ဆွေတို့ဘူးတုဒအနေနဲ့ပြောပြပေးခြင်းဖြစ်ပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ